နှစ်ကွဲတွေကခုနောက်ပိုင်းလူငယ်တွေနဲ့ streetwear fashion လောကမှာရည်သွေးမြင့်ပြီးသက်သက်ရဲ့နေစမကြတဲ့ပုံစံမျိုးဖြစ်ပို့ပြီးတော့ရေပန်းစားသဘောကျလာကြပါတယ်။နှစ်ကွဲတွေကသာချက်ကဝက်လိုက်လူကြီးလူကောင်းဆန်တဲ့ခန်းစားချက်ကိုပြဆက်နေတယ်လို့တစ်ဖက်ကလည်းတသောတာနဲ့လွတ်လပ်ပေါ်ပါတဲ့ style ကိုရရှိစီရကြောင်း2026ရဲ့ hot fashion trend ကိုဖြစ်လာခဲ့ရပါ။အခုလက်ရှိ trend ဖြစ်နေတဲ့ပုံစံတွေကတော့ Nick Polo အင်ဂျီတွေနဲ့ cardigan တွေပဲဖြစ်ပါတယ်။ brand တွေထဲမှာဆိုရင်တော့ minimalist style တွေ cosmic unique လို့ရေပန်းစားနေတယ်လို့ trendy ဖြစ်တာကိုလို့ချင်တော့ Zara နဲ့ H&M brand တွေ knitwear တွေလည်းအဆင်ပြေပါတယ်။ခုနောက်ပိုင်းအကစားဝတ်စုံတွေကိုခြေဆော့မှာအကစားလုံးမဝေးရမယ့်ဖြစ်ကကုန်သွားပါပြီ2026မှာတော့ sport fashion တွေကလမ်းမပေါ်တွေဒီနေရာယူလာပြီးရဲကို hot trend တစ်ခုဖြစ်နေပါတယ်အထူးသဖြင့် vintage ပေါ်လုံးကြာစုကို baggy ကျင်းတာမော်ကာကိုနဲ့ door with the blow cost style ကလူငယ်ကြားမှာရောင်းရည်ပဲစားနေရပါ UO t-shirt ဝေးရညဝင်လာရင်ဒါတကယ်ကို my survive တစ်ခုကိုပြဆွနိုင်ပါတယ်အခု trend မှာဝင်လာသော item တွေက retro jersey နဲ့ track jacket တွေပဲဖြစ်ပါတယ်။ဖနက်ဆိုရင်လည်း Adidas S72 နဲ့ Samba low profile sneaker တွေအခုလက်ရှိထားကြသော item တွေပါပဲ။ brand တွေမှာတော့ Adidas Nike ရဲ့ vintage design တွေအများ classic ဖြစ်နေမှာပါ။ပို့ပြီးတော့ streetwear နဲ့ trend design တွေအတွက်လည်းဒီ brand တွေကပဲခုလက်ရှိလူငယ်ကြားထဲမှာရည်မှန်းစားသောဖြစ်နေပါတယ်။